နောက်ဆုံးခုနှစ်ပွဲမှာနှစ်ပွဲသာနိုင်ခဲ့တဲ့အာဆင်နယ်တို့ကြားကျင်ရောက်လာပြီလားပရိသတ်များလုံးဝမင်္ဂလာများဦးတီပါအိမ်မက်ခွန်ရှိကိုအေဂျင့်ကနေပြန်လည်ကြိုးလိုက်ပါတယ်အာဆင်နယ်အသင်းဟာပြီးခဲ့တဲ့တစ်ပတ်ကမှ Brentford ကွင်းမှာတေချာခဲ့ပြီးမန်စီးတီးနဲ့ရမှတ်၄မှတ်သာကွာတော့တယ်လို့ဒီအချိန်မှာလည်း Premier League ဂျိုကန်ပွဲစဉ်မှာလည်းဇာတ်အောက်ဆုံးကဝူအသင်းကိုရမှတ်ခွဲပေးလိုက်ရပြန်ပါတယ်အာဆင်နယ်ရဲ့နှစ်ပွဲဆက်တေချာခဲ့မှုကမန်စီးတီးအသင်းအတွက်တော့ပျော်ရွှင်စရာရသဘက်တွေဖြစ်လာခဲ့ပြီးဒီပုံစံတိုင်းသာဆိုရင်လာမယ့်နေ့ဆက်ဆုံးပွဲစဉ်ကလည်းစပါးအသင်းကိုနိုင်မှာမလားအာဆင်နယ်အသင်းဟာ Premier League ပွဲစဉ်20ခုမှာစပါးအသင်းကိုဝေးကွင်းသွားရောက်ကစားရမှာပါအာဆင်နယ်အတွက်စပါးအသင်းဆိုတာကလည်းဘယ်လိုအနေထားမျိုးမှမဆိုဒုက္ခပေးနိုင်စွမ်းရှိနေပြီးလန်ဒန်ဒါဘီကိုဝေးကွင်းမှာသွားကန်ရမယ့်အာဆင်နယ်အတွက်နောက်ထပ်တိုင်ပတ်အောင်မဲ့ရဲသဘက်တစ်ခုများလားအာဆင်နယ်အသင်းဟာဝူလိုစရာအောက်ဆုံးကအသင်းကိုနှစ်ဂိုးပြတ်ဦးဆောင်ပြီးကမှအချိန်ပို4မိနစ်မှာပေးခဲ့ရတဲ့သွင်းကိုကြောင့်တေးတမပေးရခဲ့ပါတယ်။ဒါအပြင်ဒန်ယာပြဿနာတွေစတိုက်ရရှိနေတဲ့အာဆင်နယ်အတွက်စာကားနဲ့ထရော့ဆက်တို့လည်းပြန်လာသွားခဲ့လို့ဒန်ယာကစားသမားစင်းကထပ်တိုးသွားခဲ့ပြန်ပါတယ်။အခုဆိုရင်အာဆင်နယ်ရဲ့ဒန်ယာကစားသမားစင်းမှာမာရီနိုကန်ဟာဘတ်အော်ဒီကက်စာကာထရော့ဆက်တို့9ဦးထိဖြစ်သွားခဲ့ရပြီးဒီအချက်အာဆင်နယ်အသင်းကိုကောင်းကောင်းကြီးအခက်တွေးစေမဲ့အခြေအနေမျိုးပါအာဆင်နယ်အသင်းကလက်ကျန်ဆက်တဲ့ဝဲကစားရအောင်မှာဖြစ်ပြီးအဲဒီဆက်တဲ့ဝဲမှာစပါမန်စီးတီးနဲ့အဝေးကွင်းချဲလ်ဆီကိုအိမ်ကွင်းမှာကစားရအောင်မှာပါအာဆင်နယ်တို့လက်ရှိခြေစွမ်းရဆိုရင်ဒီ3သင်းစလုံးကိုနိုင်ဖို့ဆိုတာကခဲရင်လုံးပြီး3သင်းစလုံးကအာဆင်နယ်အသင်းကိုအခက်တွေးစေအောင်မှာပါအာဆင်နယ်အသင်းကမန်စီးတီးအသင်းကိုရမှတ်ဖြတ်ထားနိုင်ခဲ့တဲ့အခြေအနေကနေအခုဆိုရင်အာဆင်နယ်အသင်းဟာပရီးမီးယားလိနောက်ဆုံး9ပွဲမှာ2ပွဲနိုင်4ပွဲတည်နဲ့1ပွဲရှုံးခဲ့ပြီးရမှတ်21မှတ်ထဲကနေ10မှတ်သာစုဆောင်းထားနိုင်ခဲ့ပါတယ်ဒါချန်ပီယံဆူလာကိုမျှော်မှန်းထားတဲ့အသင်းအတွက်ဘယ်လိုမှလက်ခံလို့မရတဲ့အရာတစ်ခုဖြစ်ပြီးအာဆင်နယ်အသင်းဟာမန်စီးတီးရဲ့ ETL ကွင်းမှာသွားရောက်ကစားရအောင်ပါပါအဲဒီပွဲစဉ်မတိုင်အထိမန်စီးတီးရမှတ်မရောဘူးဆိုရင်တော့အာဆင်နယ်အတွက်တိုင်ပတ်လာဖို့ရှိနေပြီးအာဆင်နယ်ကိုမန်စီးတီးနိုင်ခဲ့ရင်ဇာတ်ထိပ်ပိုင်းပြောင်းလဲဖြစ်ပေါ်သွားတော့မှာပါမန်စီးတီးနဲ့အာဆင်နယ်တို့ကပွဲစဉ်33မှာတွေ့ဆုံရမှာဖြစ်ပြီးမန်စီးတီးနိုင်ခဲ့ရင်တော့မန်စီးတီးတင်ကလက်ကျန်ပွဲစဉ်5ပွဲလုံးမှာဇာတ်ထိပ်ကိုပြောင်းလဲဥဆောင်ဝင်ရတော့မှာပါဒါဆိုရင်တော့အာဆင်နယ်အတွက်မခံချိမခံသာအခြေအနေတစ်ခုကိုရောက်ရှိသွားတော့မှာဖြစ်ပြီးပြီးခဲ့တဲ့အောက်တိုဘာလလောက်ကတည်းကဥဆောင်ဝင်ရခဲ့တဲ့အဆင့်တဲ့နေရာဟာမန်စီးတီးတင်ကိုရဲသဘက်အနေငယ်လောက်ပဲလွှဲပြောင်းပေးသွားရမှာပါနောက်ဆုံး3နှစ်ဆန်ဒုတိယလူဟာဒီယာဒီမှာလည်းအကောင်းဆုံးဒုတိယလူဆိုတဲ့ဂုဏ်ပုံကြီးတစ်ခုနဲ့ကျင်းနေရအောင်ပါလားဗီဒီယိုလေးကဒီလောက်ပါပဲအဆုံးနေ့ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ဒုတိယချင်းတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ